င်္ဂလာပါရှင်။သမဝရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနဲ့ကျေးလက်သမီးဝန်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်ကျေးလက်နေပြည်သူများရဲ့လူမှုစီးပွားဘဝမြင့်မားလာစေဖို့ဌာနဝန်ထမ်းများနဲ့ကျေးလက်နေပြည်သူများရဲ့စွမ်းဆောင်ရည်မြင့်မားရေးဤပညာဖွံ့ဖြိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုဖော်ဆောင်ဖို့ပြည်သူဗဟိုပြုချင်းကပ်မှုနည်းလမ်းနဲ့ကျေးလက်နေပြည်သူများမှာလူမှုစီးပွားဆိုင်ရာအခြေခံအဆောက်အအုံများနဲ့ဝန်ဆောင်မှုများကိုရယူသုံးစွဲနိုင်စေဖို့စတဲ့ရည်မှန်းချက်များထားရှိပြီးကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူပေါင်း9ရက်မူဝါဒ9ရက်ရေးဆွဲချမဲ့ကဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။အဲ့ဒီလိုဖော်ဆောင်ရမှာကျေးလက်အခြေခံအဆောက်အအုံများဖွံ့ဖြိုးစေရေးအတွက်ကျေးလက်တောက်သုံးရေးရရှိရေးလုပ်ငန်းများမဟာဓာတ်အားလိုင်းပြင်ပကျေးလက်မီးလင်းရေးလုပ်ငန်းများလေယာသားငါထောက်ကူပြုကုန်ထုတ်လန်တရားများဆောင်ရွက်ပေးလျက်ရှိသလိုညစင်းရောက်ကျေးရွာစီမံကိန်းအပါအဝင်သမီးဝန်ဆောင်ဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့လူဆွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ကမ္ဘာကုလသမဂ္ဂအဖွဲ့ UN ရဲ့ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် Sustainable Development Goal နဲ့အညီ2030ပြည့်နှစ်မှာလူသားတိုင်းတန်ရှင်းတဲ့တောင်းသုံးရည်နဲ့မိလာစနစ်သုံးစွဲနိုင်ရေးရည်မှန်းချက်ဖြင့်အခြေခံရည်ရရှိရေးလုပ်ငန်းများဖြစ်တဲ့တွင်းတင်တွင်းနက်လက်တူးတွင်စိတ်ဆန်းရေးသွဲလုပ်ငန်းများနဲ့တန်ရှင်းတဲ့တောက်သုံးရည်ရရှိရေးအတွင်ရေတန့်စင်စနစ်ရေမီတာသုံးအိမ်သွဲရေတိုင်စနစ်ရေရရှိရေးလုပ်ငန်းများနဲ့စိုက်ပျိုးရေးရရှိရေးအတွက်ဆိုလာရေတင်စနစ်များအားဆောင်ရွက်ပေးလျက်ရှိပါတယ်။ရေရရှိရေးအတွက်သမဝါမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ဦးဆောင်ပြီးတော့ဇမရရေရရှိရေးအတွက်ကိုဦးစီးဆောင်ရွက်ပေးပါတယ်။ရေပေးရေးလုပ်ငန်းကိုလေးလက်မှတ်ခွဲအကျယ်ပေ200တွင်းတင်တူးဖော်ခြင်းဂါလန်2400ရေစင်တူးဆောက်ခြင်းဆိုလာတက်ဆင်ခြင်းစုပေါင်းကုန်ကျငွေ225သိန်းဖြင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှခြားထားပေးခဲ့ပြီး10ရက်6လ2020နှစ်မှာစတင်ပြီး20ရက်8လ2020နှစ်တွင်လုပ်ငန်းပြီးစီးဆောင်ရွက်ခဲ့ပါတယ်။ထို့ကြောင့်ဇမရမှာရှိတဲ့တောက်သုံးရည်များကိုလည်းဖူလုံအောင်ရရှိပါတယ်။သုံးရည်ရရှိရေးအတွက်ကိုဆောင်ရွက်ပေးတဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ဦးစီးဌာနကိုအထူးပင်ကျေးဇူးတင်ပါဇမရကျေးဇူးများတဲ့ကိုစားအထူးပင်ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ဒါအပြင်ကျေးလက်နဲ့မြို့ပြကွာဟမှုကျင်းမြောင်းစေရေးမှာအခြေခံအကြဆုံးလိုအပ်ချက်ဖြစ်တဲ့လျှက်စစ်မီရရှိရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိရမှာ2030ပြည့်နှစ်တနိုင်ငံလုံးလျှက်စစ်တအားရရှိရေးမျှော်မှန်းချက်ကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်စေရေးနဲ့ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်း SDG ညီမှန်းချက်များပြည့်မီစေရေးအတွက်ကျေးလက်နေပြည်သူများလက်လန်းမိပြီးရေရှည်တည်တဲ့ခင်မီစွမ်းအင်ရရှိစေဖို့မဟာဓာတ်အားလိုင်းနဲ့10မိုင်အထက်ကွာဝေးတဲ့ကျေးရွာတွေမှာအိမ်သုံးဆိုလာစနစ် Solar Home System SHS ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုအသေးစားလျှက်စစ်ဓာတ်အားပေးစနစ် Mini Grid များဆောင်ရွက်ပေးလျက်ရှိပါတယ်။သမဝရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနကနေပြီးတော့တိုင်သုံးစီလာစစ်စံလေးကိုလာရောက်တက်ဆင်ပေးထားရတယ်ပေါ့နော်ကျမတို့အတွက်အရင်ဟုတ်အဆင်ပြေပါတယ်ဒီအားတွေမရခင်တော့ဆိုလို့ရှိရင်နောက်နိုင်မီနဲ့ကြက်ခဲ့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့အဲ့မီးရရှိပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့စာကြက်ရလည်းအရင်အဆင်ပြေပါတယ် TV လေးလည်းကြည့်လို့ရတယ်မီးလည်းတိုင်လုံးဖွင့်လို့ရတယ်ပေါ့နော်တော်တော်လေးကိုအဆင်ပြေပါတယ်ဆိုလာမီးရောက်လာတဲ့နောက်ပိုင်းမှာတော့ညဘက်ဆိုရင်ပြန်လာရင် TV ကြည့်ရတယ်အချုပ်ဆက်ရှိသူအချုပ်လို့ရတယ်ကိုမိသားစုမောင်နှမတွေကလူမီးအောင်မှာပန်းဖြစ်လို့ရတယ်ပေါ့အလုပ်တစ်ခုလိုက်ရဲ့စက်တလုံးနိုးရတယ်ပေါ့ဒါဆိုတော့အလုပ်တွေအများကြီးလာမှာပန်းပြီးတော့လောက်ရဆိုတော့အများလို့ရင်အများမရောက်ဘူးပေါ့အခုဆိုတော့နည်းနည်းလေးလာလည်းပဲသူခလုံးလေးဖွယ်လိုက်ရုပ်ဆိုတော့အဆင်ပြေတော့ပေါ့နော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ကျေးလက်ဒေသများမြို့ပြနယ်မခြားဖွံ့ဖြိုးလာစေရေးကျေးလက်ဒေသရဲ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာထွက်ကုန်များတည်ယူပို့ဆောင်မှုကုန်စည်စင်းဆင်းမှုမြန်ဆန်စေရေးစီကွက်သို့အချိန်မီရောက်ရှိစေရေးနဲ့လေးလွတ်ဆုံးရှုံးမှုလျော့နည်းစေရေးတို့အတွက်လမ်းမဆက်သွယ်ရေးကောင်းမွန်မှုဟာအဓိကကျတဲ့အခန်းကဏ္ဍကပါဝင်တဲ့
ကျေးလက်ကုန်ထုတ်လန်တရားများကိုလည်းဖောက်လုပ်ပေးလျက်ရှိပါတယ်။ ဒီကုန်ထိုးလမ်းမရစီကျတော့ကျွန်တော်တို့နွားလဲတွေနဲ့ကျွန်တော်တို့စပြည့်ရည်တိနာလေးကိုခက်ခဲတဲ့ထုံနေရပါတယ်ဒါကြောင့်စိတ်ကွဲတဲ့အချိန်မရောက်ရှိနိုင်ဘူးပေါ့အခုကျတော့ဒီကုန်ထိုးလမ်းရစီလာတဲ့အချိန်မှာကားတွေနဲ့ထော်လက်ကြီးတွေနဲ့တွေတကူတည်ယူဖို့ဆောင်နေတဲ့အတွက်ကြောင့်စိတ်ကွဲတဲ့ကိုရောက်အောင်ပို့ပေးနိုင်တာပေါ့နော် ကျေးလက်နေပြည်သူများရဲ့အသက်မွေးဝမ်းကြောင်းနဲ့မိသားစုဝင်ငွေတိုးဝါစေရေးအတွက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအသေးစားရောင်းဝယ်ရေးအိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများနဲ့အခြားဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်စေဖို့ညစိမ်းရောက်အရင်မပြောင်းလက်ပတ်ရန်ပုံငွေများထူထောင်ပေးပြီးသက်သာတဲ့အတိုးနှုန်းနဲ့ချေးငွေများထုတ်ချေးပေးလျက်ရှိပါတယ်။ကျေးရွာတရွာလျင်နိုင်ငံတော်မာတင်ငွေ730ဖြင့်ကျေးရွာမှအများသဘောတူရွေးချယ်တဲ့ကျေးရွာကော်မတီရဲ့စီမံခန့်ခွဲမှုနဲ့အတိုးနှုန်း9မှုမှတစ်ချက်ခွဲဖြင့်ချင်းငွေပံ့ပိုးပေးလျက်ရှိရမှာတိုးပွားငွေနဲ့ကြေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ဒီဝင်တဲ့ကူကျေးရွာကိုကျွန်တော်တို့မြတ်စင်းအောင်စီမံကိန်း300ချပြမှာဖြစ်ပါတယ်ဒီကျေးရွာကိုရွေးတာကလည်းခုနကကျွန်တော်တို့လေဝေးမြို့နယ်မှာရှိတဲ့မြို့နယ်အစစ်ဌာနဆိုင်ရာနေပြီးတော့မှဒီလေဝေးမြို့နယ်မှာရှိတဲ့ရွာပေါင်း300 500ထဲကနေဒီကျွန်တော်တို့တတ်မှတ်ချက်နဲ့ criteria နဲ့ကိုက်ညီတဲ့ရွာတွေကိုကျွန်တော်တို့ရွေးချယ်ခြင်းဖြစ်ပါတယ်အဲကြောင့်မလို့ဒီဝင်တဲ့ကူကျေးရွာမှာအကောင့်တွေပေါ်မဲ့မြတ်စင်းအောင်စီမံကိန်းအတွက်ကျွန်တော်တို့ဒီနေ့ကော်မတီတွေဖွဲ့စည်းမယ်ပြီးမြတ်စင်းအောင်စီမံကိန်းကြောင့်ရှင်းပြမှာပေါ့နော်ကျွန်တော်မြတ်စင်းအောင်စီမံကိန်းဒီကျွန်တော်တို့တရွာကို300ပေးတယ်အတိုးဒီအနည်းဆုံးပြား90ကနေတကြခွဲကြကျွန်တော်တို့သတ်မှတ်ပါတယ်ကျေးရွာစီးရင်ဝင်တဲ့လူအားလုံးဒီပတ်စံကိုချီးယူခွင့်ရှိတယ်ဒီအဓိကကတော့ကျွန်တော်တို့ဦးစားပေးရမှာတော့ဒီစင်ရသားဆိုတော့အရင်ဒီပို့လိုအပ်တဲ့တောင်တူတွေဥမာရောင်းဝယ်လှုပ်ချင်တဲ့လူတွေအခြေခံနေစပြီးတနိုင်တစ်ပိုင်းလှုပ်ချင်တဲ့လူတွေကိုကျွန်တော်တို့ကဦးစားပေးရမှာဖြစ်ပါတယ် ကျမတို့ရဲ့ရွာကိုညစိမ်းအောင်ကနေပြီးတော့300ချပေးခဲ့ပါတယ်အဲ့ဒီဥစ္စာကိုကျမတို့ဒီစိုက်ပျိုးရေးမွေးမြူရေးအယောင်းဝယ်နဲ့အသက်မွေးဝမ်းကြောင်းတွေကိုခွဲတမ်းနေနဲ့ချပေးခဲ့ပါတယ်အဲ့မှာစိုက်ပျိုးရေးသမားတွေကို4သိန်းကနေပြီးတော့2သိန်းအထိရောင်းဝယ်သမားတွေကိုကုန်စည်ဆိုင်ကြီးကို4သိန်းဒီလိုဆိုင်သေးလေးတွေကို2သိန်းခွဲအဲ့လိုမျိုးအယောင်းအဝယ်ကဏ္ဍအလိုက်လေးတွေကိုချပေးခဲ့ပါတယ်မွေးမြူရေးအနေနဲ့ဝက်မွေးမြူရေးဆိုင်ကြီးကို4သိန်းအိမ်နဲ့ဒီတနိုင်မွေးမြူရေးလေးတွေကို3သိန်းခွဲ2သိန်းအဲ့လိုမျိုးချပေးခဲ့ပြီးတော့ကျမတို့အခုသက်မွေးဝမ်းကြောင်းကကြတော့သပင်ညှက်တဲ့ဆိုင်တွေကိုလည်း2သိန်းနောက်တစ်ခါဒီလက်သမားတွေကိုလည်း2သိန်းအဲ့လိုမျိုးလေးနဲ့ချပေးခဲ့ပါတယ်ရခိုင်ကတော့ကျွန်တော်တို့ဒီရှင်းငွေမရတဲ့အတွက်ကုန်ကျန်းတလောက်မတင်နိုင်ဘူးအခုချင်းငွေကျွန်တော်တို့၄သိန်းရတဲ့အတွက်ရန်တဲ့ဆိုင်ရင်ကျွန်တော်တို့ကတိုးမြင့်ပြီးတော့တင်ပြီးတော့အဆင်ပြေပါတယ်ကျွန်တော် ကျေးလက်နေပြည်သူများရဲ့လူနေမှုစင်တန်းမြင့်မားပြီးစီးပွားရေးခိုင်မာအားကောင်းစေဖို့ခေတ်မီစံကြကျေးရွာများဖြစ်ပေါ်လာစေရေးကျိုးပန်းကောင်ထဲပေါ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျေးရွာစီးပွားမြင့်မားလာစေဖို့အသိန်းဖွဲများခိုင်မာအားကောင်းလာစေဖို့နဲ့နည်းပညာဖြန့်ဖြူးပေးနိုင်ဖို့အတွက် digital နည်းပညာအသုံးပြုပြီးကျေးလက်သမီးဝမ်းကြောင်းနဲ့မိသားစုငွေတိုးပွားရေးလုပ်ငန်းများကျေးလက်အခြေခံအဆောက်အုံဖွံ့ဖြိုးရေးလုပ်ငန်းများကျေးလက်နေပြည်သူများရဲ့စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့်လူနေမှုအဆင့်တန်းမြင့်မားပြီးစီးပွားရေးခိုင်မာအားကောင်းတဲ့ခင်မီစံပြကျေးရွာများဖြစ်ပေါ်လာအောင်ထူထောင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။village တခုလုပ်ဖို့အတွက်ဆိုတာအမှန်တော့ခဲရင်ပါတယ်ဒီကျေးရလူကျေးရသားတွေရဲ့တကယ်လိုအပ်တာဘာလဲဆိုတာကိုတည်ပြီးတော့မှ developing လုပ်ခဲ့တာပါကျွန်တော်တို့ဒီလမ်းလေးမခင်းခင်ကတော့ကျွန်တော်တို့မူရာတီမှာကျွန်တော်တို့ပွက်တင်နေပေါ့နော်နွေရာတီကြတော့ကျွန်တော်တို့ဒီခုံတွေနဲ့ကြတော့တွားရေးလာရေးမှာအဆင်မပြေဘူးပေါ့အခုလိုဒီဓမ္မဝါယာမနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးရေးဦးစီးဌာနကနေပြီးတော့မှဒါဒီကွန်ကရစ်လုပ်ငန်းလမ်းခင်းချင်းလုပ်ငန်းကိုအခုလိုဆောင်ရွက်ပေးတဲ့အတွက်ကျွန်တော်တို့ကြေးရသူကြေးရသားတွေနဲ့ပဲအများကြီးအဆင်ပြေတာပေါ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ကျေးလက်ဒေသမှာရှိတဲ့စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအငယ်စားအသေးစားနဲ့အလက်စားစီးပွားရေးလုပ်ကိုင်သူများအတွက်လိုအပ်တဲ့ငွေကြေးအရင်းအနှီးများရရှိစေရေးနဲ့အ
အသမီးဝမ်းကြောင်းလုပ်ငန်းများကိုအစိုးရစနစ်နဲ့ဆောင်ရွက်ခြင်းဖြင့်ကျေးလက်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကျေးလက်စီးပွားမြမရေးရန်ပုံငွေများထူထောင်ပေးလျက်ရှိပါတယ်။လုပ်ငန်းကောင်တယ်ဖော်တဲ့အခါမှာကျေးရွာတရွာလျင်ငွေကျပ်တန်း30ထောက်ပံ့ပေးပြီးအိမ်တော်စု15စုခန့်ပါဝင်တဲ့အသမီးဝမ်းကြောင်းအဖွဲ့များစုဖွဲ့ကစိုက်ပျိုးရေးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအားစီမံကိန်းမှပံ့ပိုးငွေ85%အဖွဲ့မှထည့်ဝင်ငွေ25%နဲ့ဆောင်ရွက်တာဖြစ်ပါတယ်။စီမံကိန်းရောက်ခင်တော့ကျွန်တော်တို့တနေ့တစ်ပိုင်းပဲအကောင်ကြီးအနေနဲ့ဒီရွာထွဲတဲ့အတိအရွယ်တွေနဲ့အမျိုးမျိုးမိသားစုရှိကြတယ်ဗျာအခုတော့ဒီ RBS စီမံကိန်းနဲ့ငါ့ဥအဖွဲ့စည်းပြီးတော့တနေ့တစ်ပိုင်း35ကောင်မှုမိထားပါတယ်ဗျာအခုလိုမျိုးအဖွဲ့အစည်းနဲ့မှုမိရတဲ့အတွက်ဒီထောက်ပံ့ပေးတဲ့စီမံကိန်း RBF အဖွဲ့ကိုလည်းပဲဒီပြည်နယ်မြို့နယ်ပြည်နယ်ဒေသအဖွဲ့တွေရောဒီ RBFအဖွဲ့တွေရောအကုန်လုံးကကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့အထူးပဲကျေးဇူးတင်ပါတယ်ဗျာ RBA ချင်းငွေရံပုံငွေပြီးတဲ့အတွက်ကျွန်တော်တို့ကငွားအကုန်လုံး10လီကိုမှုထားပါတယ်ဗျာရံပုံငွေက85တန်းရပါတယ်ဗျာငွားချံရဲ့ငွားစာဖူးရဲ့ကုန်ချက်စရိတ်ရဲ့25ရာခိုင်နှုန်းလောက်ဆက်ရပါတယ်ဗျာ ကျေးရွာလူထုကိုယ်တိုင်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုရေးဆွဲအကောင့်ထဲပေါ်ကြီးကြပ်ကုတ်ကဲအကဲဖြတ်ဆောင်ရွက်စေပြီးရရှိလာတဲ့ဖွံ့ဖြိုးမှုအသီးပွင့်တွေကိုတရားအကျိုးခံစားရရှိစေဖို့အတွက်ပြည်သူ့ဗဟိုပြုချင်းကပ်မှုနည်းလမ်းနဲ့လူထုဗဟိုပြုစီမံကိန်း Community Driven Development Project CDD ကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးလက်နေပြည်သူများကိုယ်တိုင်ရွေးချယ်အကောင့်ထဲပေါ်ဆောင်ရွက်တဲ့အခြေခံအဆောက်အအုံများဖြစ်တဲ့ကျေးရွာခန်းမများစာသင်ကျောင်းများတည်ဆောက်ပြုပြင်ခြင်းတိုးချက်ဆောက်လုပ်ပေးခြင်းဈေးရုံဈေးကမ်းများပြုပြင်တည်ဆောက်ပေးခြင်းကျေးရွာလမ်းများပြုပြင်တည်ဆောက်ပေးခြင်းစိတ်ခံတံတားများတည်ဆောက်ပေးခြင်းကျေးရွာလူထုအတွက်လျှက်စစ်မီးနဲ့ရေအသုံးပြုနိုင်မှုမြင့်တင်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။လုပ်ငန်းလုပ်မဲ့ချိန်မှာပေါ့နော်ရွေးချယ်ခွင့်နည်းလမ်းတစ်ခုရှိတာကကျွန်မသဘောချပါတယ်အလွန်သဘောချပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကကိုယ်ရလုပ်ချင်တဲ့နည်းလမ်းကိုရွေးခွင့်ရတဲ့အတွက်ကြောင့်မို့လို့အလွန်မဲကောင်းပါတယ်။ကျမကတော့အဲ့ဒီနည်းလမ်း contract စနစ်နဲ့လူထုလုပ်အားနဲ့လုပ်တဲ့နှစ်ခုရှိတယ်နဲ့အထဲမှာပေါ့နော်ကျမကလူထုလုပ်အားနဲ့လုပ်ရတာကိုပိုပြီးမှနဲ့တက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလူထုလုပ်အားနဲ့လုပ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီလုပ်ငန်းရဲ့တန်ဖိုးကိုလည်းကျမတို့သိလာတဲ့ကျမတို့ဒီစီမံကိန်းရဲ့အားသာချက်ကတော့ပုံလင်းမြင်သာမှုရှိတာအဲ့ဒါအားသာချက်ဖြစ်ပါတယ်အရင်ကကျမတို့လုပ်ငန်းတွေလုပ်တဲ့အချိန်မှာကော်မတီဝင်တွေထောက်ပဲသိရတယ်အခုဒီစီမံကိန်းမှာကြတော့ကျမတို့ကြေးရွာလူထုအကုန်လုံးပေါ့နော်ကျမတို့တစ်ခုခုလုပ်မယ်ဆိုလဲကျမတို့ရွာမှာပတ်စံဘလောက်ကြတယ်ဆိုတာအကုန်လုံးသိရတယ်အဲ့ဒီလိုကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရမှာကျေးရွာများရဲ့ပကတိလိုအပ်ချက်များကိုကျေးရွာပြည်သူလူထုကိုယ်တိုင်ဖော်ထုတ်ပြီးကဏ္ဍအလိုက်ဦးစားပေးအစီအစဉ်များရေးဆွဲကဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျေးရွာတရွာလျင်နိုင်ငံတော်မှငွေဆက်10တန်းထောက်ပံ့ပေးပြီးကျေးရွာတွင်လမ်းများကျေးလက်ရေးပေးရေးလုပ်ငန်းများဆောင်ရွက်ခြင်းလူမှုရေးဆိုင်ရာအဆောက်အဦများဆောက်လုပ်ခြင်းစတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးရွာသူကျေးရွာသားများကိုယ်တိုင်အကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ်။လုပ်ငန်းစတင်မလုပ်ကင်ခင်မှာတော့ကျမတို့အနေနဲ့အခက်အခဲများစွာရှိခဲ့ပါတယ်။လုပ်ငန်းပြီးဆုံးသွားတဲ့အချိန်မှာတော့ကျမတို့ကကြေးရွာသူကြေးရွာသားများနဲ့ကလေးတငယ်များနဲ့ကျောင်းသားကျောင်းသူများရဟန်းတန်ဃာများတော့တကူစွာနဲ့ဆွာလာခဲ့ပါတယ်။ကျေးရွာများရဲ့ကုန်ထုတ်လုပ်ငန်းနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကိုကျေးလက်နေပြည်သူများကိုယ်တိုင်ဆောင်ရွက်စေပြီးလုပ်အားကငွေရရှိစေရေးအတွက် Get Forward စီမံကိန်းကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျွန်တော်တော့တနပင်မြို့နယ်ဖရဲကြီးအောင်မှာဥတည်ရှိဖြစ်ပါတယ်။2022-23ခုနှစ်မှာတနပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာနမှတိုက်ပေါ်ဝစီမံကိန်းရမုံငွေ300ရရှိခဲ့ပါတယ်။အဲ့ဒီရရှိလာတဲ့ရမုံငွေကိုကမ္ဘောင်မြေသားပြုပြင်ခြင်းနဲ့အန်ကျိုးဖတ်ခြင်းတန်တန်ချင်းတွေဆောင်ရွက်ခဲ့ပါတယ်။ကြေးရွာသားတွေနဲ့ကျွန်တော်အပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက်ကြေးရွာသားတွေလည်း
ရမုံငွေလောကရရှိပြီးတော့လူမှုခွန်မှာမြင်မာရေးတွေလည်းထောက်ကူပြုပါတယ်ခုလိုဒီကံကြီးကိုခုလိုကံမောင်လေးပြင်ပြီးတော့ရန်သူတွေကချင်းအပြင်ဒီကံကြီးရဲ့ကံမောင်မှာနေကြီးလည်းမရှင်းတော့ဘူးကံကြီးလည်းတန့်ပြန်ပြီးတော့ပြောကြည့်ရတဲ့တောက်သုံးရဲ့ဒီကံအမှာတောက်ကြည့်ရရှိပြီးတော့အခုပဲဝမ်းမြောက်မှုရှိကြောင်းကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်လူဆွမ်းအားအရင်းမြစ်ဖွံ့ဖြိုးရေးနဲ့ကျေးလက်နေပြည်သူများမိသားစုဝင်ငွေတိုးပွားရေးအတွက်အလုပ်ကိုင်ခွင့်လန်းများဖန်တီးပေးနိုင်ဖို့ကိုရည်ရွယ်ပြီးကျေးရွာလူထုရဲ့လိုအပ်ချက်ဈေးကွက်လိုအပ်ချက်များနဲ့ချိန်ကြီးကစိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာသင်တန်းများမွေးမြူရေးနဲ့ကုသရေးဆိုင်ရာသင်တန်းများကွန်ပျူတာအင်တာနက်ပြန့်ပွားရေးဆိုင်ရာသင်တန်းများလျှက်စစ်ဆိုင်ရာသင်တန်းများလက်သမားပယံသင်တန်းများအိမ်တွင်းမှုဆိုင်ရာသင်တန်းများနဲ့အခြားစက်မှုတမွေးသင်တန်းအမျိုးမျိုးကိုလည်းဖွင့်လှစ်ပေးလျက်ရှိပါတယ်။သင်တန်းဆင်းပြီးပါကကျေးရွာသူကျေးရွာသားများအလုပ်ကိုင်ရရှိစေရေးအတွက်ပုဂ္ဂလိကလုပ်ငန်းများနဲ့ချိတ်ဆက်ပေးခြင်းတပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ငွေကြေးနဲ့လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။ခြေခံအဆုတ်ဆက်တဲ့ပြီးဆုံးပါကဒီရောက်မှာရှိတဲ့အလုံးလက်မဲ့ဖြစ်နေတဲ့လူငယ်တွေကိုကိုယ်ပိုင်အဆုတ်ဆိုင်ဖွင့်တာတွေအထည်ချုပ်ဆိုင်တွေမှာဝင်ရောက်လုပ်နေတာတွေစားတဲ့အခွင့်အလမ်းများရရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်နန်းသူများကဝန်ထမ်းနေကြပါလေရှင်။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်မြမစေရေးနဲ့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များမှာထိရောက်အောင်မြင်စွာစွမ်းဆောင်နိုင်ရေးအတွက်ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းများပို့ချပေးလျက်ရှိအောင်မှာလူစွမ်းအားအရင်းမြစ်စီမံခန့်ခွဲမှုသင်တန်းများရေပင်ရေးမီလင်းရေး GIS စတဲ့အင်ဂျင်နီယာဘာသာရေးဆိုင်ရာသင်တန်းများဗဏ္ဍာရေးဆိုင်ရာသင်တန်းများလုပ်ငန်းခွင်စွမ်းရည်မြင့်သင်တန်းများကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း PDP ညစင်းရောက်ကျေးရွာစီမံကိန်းကျေးလက်စီးပွားမြန်မာရေးရန်ပုံငွေထူထောင်ပေးခြင်း RPF စတဲ့စီမံကိန်းဆိုင်ရာသင်တန်းများနဲ့အခြားသင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။သတင်းဆက်လက်စီမံခန့်ခွဲမှုစနစ် Management Information System MIS စနစ်အသုံးပြုပြီးစစ်တမ်းများကောက်ယူခြင်းစောင့်ကြည့်စစ်ဆေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိသလိုကျေးလက်ရေးပေးရေးနဲ့မီးလင်းလုပ်ငန်းများစင်ဆက်မပြတ်ဖွံ့ဖြိုးစေရေးအတွက်သူတေသနလုပ်ငန်းများအရေးသွင်းစစ်ဆေးခြင်းလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပါတယ်။ပြည်ပမှာစားသုံးစီတင်သွင်းမှုလျှော့ချနိုင်စေဖို့ပြည်တွင်းစားသုံးစီဖူလုံစေဖို့နဲ့တောင်သူများဝင်ငွေတိုးဝလာစေဖို့အတွက်စီထွက်သီးနှံများတိုးချက်စိုက်ပျိုးနိုင်ရေးစီမံချက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရမှာစီထွက်သီးနှံများတိုးချက်စိုက်ပျိုးနိုင်ဖို့သွင်းအားစုများဝယ်ယူနိုင်ရေးအတွက်အရင်မပြောက်ချေငွေများထုတ်ချေပေးခြင်းရေရရှိရေးအတွက်ဆိုလာစွမ်းအင်သုံးစိုက်ပျိုးရေးရရှိရေးဆောင်ရွက်ပေးခြင်းထွက်ရှိလာတဲ့ထုတ်ကုန်များဈေးကွက်သို့အချိန်မီတင်ပို့နိုင်ဖို့နဲ့လေလွင့်ဆုံးရှုံးမှုမရှိစေဖို့အတွက်ကျင်းရွာကုန်ထုတ်လမ်းနဲ့တရားများတိစောက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။ကျွန်တော်တို့ဒီမှာရေနော်ချတဲ့တင်းနာလေးဆိုရေသွင်းရမယ့်အခက်အခဲတွေရှိတယ်ရေပေးနေတော့ပို့ပြီးဖြစ်ထွန်းအောင်မြင်တယ်ဆိုတော့အတွက်ဒါကျွန်တော်တို့ကဒီတမန်မန်နဲ့ကြည့်လက်ဖွံ့ဖြိုးဒေတာဦးစီးရနေပြီးမှကျွန်တော်တို့အစီအစဉ်နဲ့ဒီ site 5ခုကျွန်တော်တို့ 5.5 ဆိုလာ3ခုနဲ့3 horsepower နော်အဲ့ဒါနှစ်ခုကိုကျွန်တော်တို့ဒီ software ပြီးမှကျွန်တော်ခုစမ်းသပ်စပြူနေပါတယ်ခင်ဗျ။ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးစည်ရဲမှုလျှော့ချရေးကျေးလက်နေပြည်သူများရဲ့လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက်နိုင်ငံတော်ရဲ့မူဝါဒဝန်ကြီးဌာနရဲ့မူဝါဒလမ်းညွှန်ချက်များနဲ့အညီမြန်မာနိုင်ငံရဲ့ရေရှည်တည်တဲ့ခိုင်မြဲပြီးဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP အမျိုးသားအဆင့်ဗတ်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MCDP တို့နဲ့ချိတ်ဆက်ပြီးစင်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဒေသခံပြည်သူများအပါအဝင်သက်ဆိုင်သူအလုံးနဲ့ချိတ်ဆက်ပူးပေါင်းကအင်တိုက်အားတိုက်ကျိုးပန်းကောင်တွေပေါ်ဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။